မှာဒီမြန်မာစတာအပြင်တခြားတော့ပြိုင်ပွဲရှိလားမရှိလားတော့မိုးတော့အသေးချာမသိဘူးပေါ့နော်ဒီသူ့ကိုတတိထားမိတာကဒီမြန်မာစတာမှာပဲတတိထားမိရဆိုတော့သူ့ရဲ့ပုံစံလေးကလုံးဝမဲတယောက်ရဲ့ပုံစံလေးဖြစ်တဲ့မြန်မာစတာနေပြီးတော့လူသိများလာခဲ့တဲ့ JK Sophia ဆိုရင်အခုဆိုရင်ဒီ Miss Grand နန်းခတ်မှုကိုစားပေါ့နော် Miss Grand မြန်မာကိုဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ်ဒီ JK Sophia အနေနဲ့သူပြိုင်ပွဲတွေကိုစတိုက်သူကပြိုင်နေတဲ့ကလေးဖြစ်တယ်မိုရာကဒီ JK Sophia ကိုကြည့်မယ်ဆိုရင်သူကအရက်ရှည်တဲ့ခန္ဓာကိုယ်တွေ့တယ်ပြီးွားရင်သူ့ရဲ့ communication skill English skill ကလည်းအရင်ကောင်းတယ်ပေါ့နော်အဲ့လိုဆိုတော့ဒီ Miss Grand မြန်မာကိုဝင်ပြိုင်တာသူ့အနေနဲ့တော့ဒါတော်တော်လေးကိုရလက်ကောင်းရမယ်လို့မိုရာတော့မြင်မိတယ်ဘာလို့လဲဆိုတော့သူကတကယ်လည်းထက်မြက်တဲ့ကလေးဖြစ်တယ်သူထဲလက်ခေါင်းတယ်သူ့ကိုမိုရာဒီမြန်မာစတာမှာပေါ့နော်တတိထားမိရဲ့ဒီအစိုးလဲကောင်းတဲ့အကလည်းကောင်းတာဖြစ်တဲ့အတွက်သူကအသက်ငယ်ငယ်လေးနဲ့ဒီ Miss Grand ကိုသွားပြိုင်မယ်ဆိုရင်ဒီ Miss Grand type ဖြစ်နေတာပေါ့ကွယ်တင်မလားအဲ့မှာပါတဲ့ဒီ competition တွေဆိုရင်ဒါသူ့ရဲ့ပုံစံလိုရင်းနဲ့သူ့ရဲ့ဒီ talent နဲ့လုံးဝအကိုက်ဖြစ်နေတာဖြစ်တယ် JK Sophia အနေနဲ့ဒီ Miss Grand မြန်မာတာဖြစ်လာခဲ့မယ်ဆိုရင်ဒါ national title အသစ်အနေနဲ့လည်းဒါအခွင့်အရေးကောင်းတွေပို့ပြီးတော့ရလာနိုင်တယ်နာမည်ကောင်းတွေရလာနိုင်တယ်ဘာလို့လဲဆိုတော့ JK Sophia ကအသက်ငယ်တယ်ဆိုပေမဲ့သူက fan ရတောင်းတယ်သူ့မှာဆိုရင်ဒီမြန်မာစတာကနေပြီးတော့သူကပြိုင်ပွဲအဆင့်ပြိုင်လာတဲ့အတွက်သူ့မှာ fan ရတောင်းသူ့မှာဒီမြန်မာစတာအပြင်တခြားတော့ပြိုင်ပွဲရှိလားမရှိလားတော့မိုးတော့အသေးချာမသိဘူးပေါ့နော်ဒီသူ့ကိုတတိထားမိတာကဒီမြန်မာစတာမှာပဲတတိထားမိရဆိုတော့သူ့ရဲ့ပုံစံလေးကလုံးဝမဲတယောက်ရဲ့ပုံစံလေးဖြစ်တဲ့သူ့ကိုယ်တာကောင်းမွန်ပေါ့နော်train လုပ်လိုက်မယ်ဆိုရင်သူဟာတကယ်ကိုပေါ့နော်တောက်ပါတဲ့ကြယ်လေးတစ်ပွင့်ဖြစ်လာမှသိကြတယ်အဲ့လိုဆိုတော့သူဒါ Miss Grand မြန်မာဖြစ်လာခဲ့မယ်ဆိုရင်တကယ်ကိုမျက်နှာပန်းလာမှသိကြတာပေါ့နော်သူ့လိုပဲတခြားလှတဲ့မဲတွေအည်သွေးကောင်းတဲ့မဲတွေလည်းဒါရှိကောင်းရှိလိမ့်မယ်ဒီ Miss Grand မြန်မာမှာဒါပေမဲ့မိုရာတော့တခြားလူတွေကိုတော့ဒါမသိဘူးပေါ့မိုရာသူ့ကိုကြည့်လိုက်တာအော်ဒီကလေးကဒီသူ့ရဲ့အရွယ်လေးနဲ့ပေါ့နော်ပြိုင်ပွဲတွေစတိုက်ပြန်နေတာဘလို့များခွန်အားတွေနဲ့ပြိုင်တာလဲသူ့မှာတော်တော်ကောင်းတဲ့ energy တွေရှိပါလားဆိုပြီးမိုရာသူ့ကိုပေါ့နော်တော်တော်လေးကိုဒါအထင်ကြီးသွားတယ်ဘာလို့လဲဆိုတော့သူ့မှာဒီလိုမျိုးငငယ်လေးနဲ့ဒီလိုမျိုးပြိုင်ပွဲတွေစတိုက်ပြိုင်နိုင်တဲ့ခွန်အားကတာနဲတာမဟုတ်ဘူးလေအဲ့လိုဆိုတော့သူဘလို့ energyနဲ့ဒီလိုမျိုးပြိုင်ပွဲတွေပြိုင်နေရလဲတော့မသိဘူး Miss Grand မြန်မာမှာမိုရာတော့ဒါ JK Sophia ကိုဒါလုံးဝစောင့်ကြည့်ရမယ့်အနေအထားတစ်ခုဖြစ်သွားပြီပေါ့နော်ဒီ JK Sophia အနေနဲ့ဘလိုမျိုးအပြောင်းလဲတွေလုပ်ပြီးတော့ပြည်သက်ကိုချပြမလဲဆိုတာကိုဒါမိုရာတို့စောင့်ကြည့်ရမယ်မိုရာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye